Healthy Kitchen Series Coffee Toad Cabbage ဈေးသက်သာပြီးအာဟာရပြည့်ဝတဲ့ superfood ကျန်းမာရေးအကျိုးကျေးဇူးများနဲ့စားသုံးနည်း မင်္ဂလာပါ Happy Healthy Hacks ရဲ့ Healthy Kitchen Series ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့မြန်မာမိသားစုတွေရဲ့စပွဲပေါ်မှာမကြာခဏတွေ့ရတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ Coffee Toad အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ Coffee Toad ဟာဈေးနှုန်းသက်သာပြီးတစ်နှစ်ပတ်လုံးအလွယ်တကူဝယ်ယူနိုင်တဲ့ဟင်းသီးဟင်းရွက်ဖြစ်တယ်လို့အာဟာရတက်လည်းအလွန်ကြွယ်ဝပါတယ်။အစိမ်းရောင်ကော်ဖီအဖြူရောင်ကော်ဖီနဲ့ခရမ်းရောင်ကော်ဖီတို့မှာအာဟာရတက်အနည်းငယ်ကွာခြားပေမဲ့အားလုံးဟာကျန်းမာရေးအတွက်အကျိုးရှိတဲ့အစားအစာတွေဖြစ်ပါတယ်။ Coffee Toad မှာဗီတာမင် ဖောလိတ်ပိုတက်ဆီယမ်အမြင့်တက်တဲ့ antioxidant များစွာပါဝင်ပါတယ်။အထူးသဖြင့်ခရမ်းရောင်ကော်ဖီမှာ antioxidants လို့ခေါ်တဲ့ antioxidants ပိုမိုကြွယ်ဝပါတယ်။ပထမဆုံးအကျိုးကျေးဇူးကကိုယ်ခံအားကိုမြင့်တင်ပေးခြင်းဖြစ်ပါတယ်။ Coffee Toad မှာဗီတာမင်ကြွယ်ဝတာကြောင့်ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီးအနာကျက်မြန်စေဖို့လည်းအထောက်အကူပြုနိုင်ပါတယ်။ဒုတိယအနေနဲ့အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ Coffee Toad မှာအမြင့်တက်များစွာပါဝင်တာကြောင့်ဝမ်းမှန်စေပြီးအူလမ်းကြောင်းထဲကအကျိုးပြုဘက်တီးရီးယားတွေကြီးထွားဖို့အထောက်အကူပြုနိုင်ပါတယ်။တတိယအကျိုးကျေးဇူးကနှလုံးကျန်းမာရေးဖြစ်ပါတယ်။အမြင့်တက်ပိုတက်ဆီယမ်နဲ့ antioxidant တွေဟာသွေးကြောကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်ပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေဖို့အထောက်အကူပြုနိုင်ကြောင်းသုတေသနများကဖော်ပြထားပါတယ်။စတုတ္ထအနေနဲ့ရောင်ရမ်းမှုကိုလျော့နည်းစေနိုင်ပါတယ်။ Coffee Toad မှာပါဝင်တဲ့သဘာဝအပင်ဓာတ်ပစ္စည်းတွေကခန္ဓာကိုယ်အတွင်းရှိရောင်ရမ်းမှုကိုလျော့နည်းစေဖို့ကူညီပေးနိုင်ပါတယ်။ရေရှည်ရောင်ရမ်းမှုဟာနာတာရှည်ရောဂါများစွာနဲ့ဆက်စပ်နေတယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ထားကြပါတယ်။ပစ္စမအကျိုးကျေးဇူးကအရိုးကျန်းမာရေးဖြစ်ပါတယ်။ Coffee Toad မှာဗီတာမင်ပါဝင်တာကြောင့်အရိုးတည်ဆောက်မှုနဲ့တန်မာမှုကိုအထောက်အကူပြုနိုင်ပါတယ်။ Coffee Toad ကိုဝယ်ယူတဲ့အခါအရွက်တွေတင်းရင်းပြီးအယောင်လှတဲ့အလုံးတွေကိုရွေးချယ်ပါအရွက်နွမ်းနေတဲ့အညိုရောင်အဆက်ပြောက်များတဲ့ Coffee Toad တွေကိုရှောင်သင့်ပါတယ်။အိမ်မှာသိမ်းဆည်းမယ်ဆိုရင်ရေမဆေးဘဲရေခဲသေတ္တာထဲမှာထည့်ထားပါလိုအပ်တဲ့အချိန်မှသာဆေးကြောပြီးအသုံးပြုတာကပိုမိုလက်ဆက်စေပါတယ်။ Coffee Toad ကိုအစိမ်းအဖြစ်အသုံးလုပ်စားလို့ရသလိုဟင်းချိုကျော်ဟင်းပေါင်းဟင်းနဲ့အခြားဟင်းလျာများမှာလည်းထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။အချိန်ကြာကြီးမချက်ဘဲအမြန်ပေါင်းခြင်းအမြန်ကြော်ခြင်းကဗီတာမင်ကိုပိုမိုထိန်းသိမ်းနိုင်ပါတယ်။သို့သော Coffee Toad ကိုအလွန်အကျွံအစိမ်းစားသုံးခြင်းဟာလူအချို့မှာဗိုက်ဖောင်းခြင်းသို့မဟုတ်လေးထားခြင်းဖြစ်စေနိုင်ပါတယ်။တဖြည်းဖြည်းပမာဏတိုးပြီးစားသုံးတာကပိုသင့်တော်ပါတယ်။တိုင်းရွက်ရောဂါရှိသူတွေအနေနဲ့အလွန်အကျွံအစိမ်းစားသုံးမဲ့အစားချက်ပြုတ်ပြီးမျှတစွာစားသုံးတာကပိုကောင်းပါတယ်။နိဂုံးချုပ်အနေနဲ့ Coffee Toad ဟာဈေးနှုန်းသက်သာပြီးအာဟာရအလွန်ကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ကိုယ်ခံအားနှလုံးကျန်းမာရေးအစာချေစနစ်နဲ့အရိုးကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့နေ့စဉ်စားသုံးသင့်တဲ့အစားအစာကောင်းတစ်ခုဖြစ်ပါတယ်။ဒီနေ့ကစပြီးတင့်ရဲ့မီးဖိုချောင်မှာ Coffee Toad ကိုပိုမိုထည့်သွင်းစားသုံးကြည့်ပါသေးငယ်တဲ့အလေးကျင့်ကောင်းတွေကပဲရေရှည်ကျန်းမာရေးကိုတည်ဆောက်ပေးနိုင်ပါတယ်။ဒီဗီဒီယိုကအသုံးဝင်နေဆိုရင် like လုပ်ပေးပါမိသားစုနဲ့တငယ်ချင်းတွေကိုလည်းမျှဝေပေးပါ Healthy Kitchen Series ရဲ့နောက်ထပ်ဗီဒီယိုတွေကိုမလွတ်သွားစေဖို့ Happy Healthy Hacks ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကျန်းမာတဲ့ဘဝကိုနေ့စဉ်မီးဖိုချောင်ကနေစတင်လိုက်ကြရအောင်ကျေးဇူးတင်ပါတယ်